အကာမျိုးလို့ပြောလိုက်တာနဲ့ဗျာလောပန်းကြီးတွေပြာခက်အောင်ကြိုက်တဲ့မျိုးတန်းနေဗျာနော်ကျောက်ကတော့အကာကတော့ပါပါလေးပဲပါဗျာနော်တစ်ချက်တော့ကြီးလေးကြတော့ဒုံလုံးကိုမှသူကအကာကျွတ်တာဗျာနော်ကျောက်က30သားလောက်ပဲရှိလို့တာပါဗျာတပိတ်သားလောက်သာရှိလို့တော့နော်ရှယ်ပဲဗျာနော်ကျောက်မျိုးတန်းကတော့ပြောစရာတော့မလိုဘူးဗျာနော်ကြည့်လိုက်ရမ်းကိုငိမ့်စင်းတာပဲဗျာနော်အနာလေးကလည်းအလဲရတစ်ချောင်းလေးပဲပါနော်အကောင်မှသူကပန်းချိုးလေးကလည်းမြင်မြင်လေးပါသေးရဗျာနော်ကြည့်လိုက်ဘေးနှခမ်းကနေပြီးဝိုက်ပြီးတော့မနော်အာလူချိုးတွေကကျွတ်တာဆိုတော့တော်တော်လေးလှတယ်ဗျာကြည့်နော်တစ်ချက်သားကြည့်လိုက်ကြတော့ဒီမှာဣဆက်နာကြည့်နော်ဖန်သားမှန်သားကြတယ်ဘာမို့ကြောက်ကောင်းတစ်လုံးကလည်းမော်ထဲမှာရဖို့ကမလွယ်ဘူးဗျာနော်ရရင်လည်းကိုကကောင်းကောင်းမွန်မွန်လေးရောင်းတတ်မှာဗျာနော်မရောင်းတတ်ရင်လောဘမဲ့စားတော့မှာဗျာနော်ဒီမှာတစ်ချက်သားကြည့်ကြအောင်နော်ကျွန်တော်တို့တော့ရှားသားရှားနေဗျာဒါမို့ကြောက်မျိုးတော့မရဘူးသေးဘူးဗျာနော်ဟိုထမင်းသားကြောက်လေးတွေလောက်ပဲရဘူးဗျာတစ်ချက်ကြည့်ဦးနော်အဲ့မဲ့ရမ်းပေါက်နေပါနဲ့တော့ပြောစရာမလိုဗျာနော်ဒါတော့ကောင်းကောင်းမစေးရသေးဘူးကြောက်လေးကကြောက်နားမလဲလို့တော့မော်ထဲမတက်ခင်းနေဗျာနော်ကုံသိန်းတော့လည်းကြီးတယ်ဈေးလည်းကြီးတယ်နော်စီဘိုးတွေဆန်ဘိုးတွေအကုန်ကြီးတယ်ဗျာနော်ကုန်ကြသေးကလည်းများတယ်ဗျဘာမှနားမလဲတော့မတက်ခဲ့ပါနဲ့လို့ပဲဒီဗီဒီယိုလေးနဲ့ပြောလိုက်မယ်ဗျာဒီကြောင်လေးကိုဘာအပြပြောစရာရှိလဲတစ်ချက်မှန်းခဲ့ကြအောင်ဗျာနော်